Okay ဒီနောက် finger exercise ကပထမဟာကြရောရကြပြီလားမသိဘူးเนาะဒီလိုမျိုးပေါ့เนาะပထမဟာက1 2 3 4 1 2 3 4 1ပြီး1 2 4 1 2 3 4 1နောက်တစ်ခေါက်1 2 3 4 1 2 3 4 1အဲ့ဒါကိုလေ့ကျင့်လို့ရလောက်ပြီထင်ပါတယ်နောက်တစ်ခုကျတော့ finger exercise ပဲဒီတစ်ပတ်နှစ်ပတ်ကအဲ့ဒါပဲအရင်တီးတာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လက်တွေကဟိုမျိုးပေါ့နော်ပြန်လို့တီးပြီးသားလူလည်းပါမယ်မတီးရသေးတဲ့လူဆိုရင်သူတို့ကဘယ်လိုပြောမလဲလက်အကျောကပြုတ်ပြောင်းပြောင်းမရှိသေးဘူးပေါ့ဒီမှာအရောတဝင်မဖြစ်သေးတာပေါ့နော်အဲ့ဒါကြောင့် finger exercise ပဲရင်တီးကြအောင်အခုတစ်ခေါက်လဲဒါမျိုးပေါ့နော်1 2 3 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 1 2 3အဲ့ဒါကြည့်မယ်နော်ဖေးဖေးလေးပေါ့နော် C D E C D E D E F D E F E F G E F G C လို့ပေါ့နော်အဲ့ဒါညာဖက်လက်ပေါ့နော် right hand ဒီဘက်က left hand ဆိုလည်းဒီလိုပဲ C D E C D E D E F D E F E F G E F G C ကြည့်ကြည့်မယ်နော်ညာဘက်လက်ရင်ဒီပြမယ်1 2 3 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 1 2 3ဘယ်ဘက်လက်1 2 3 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 1 2 3အဲ့လိုတီးတဲ့အချိန်မှာအဲ့လို1 2 3ဆိုဖို့ကိုမရှက်ပါနဲ့ဘာလို့လဲဆိုတော့တိုင်ပင်တစ်ခုအနေနဲ့ပဲပေါ့နော်အဲ့ဒါကြောင့်သူကဒီတိုင်းတီးမယ်ဆိုရင်ကိုကဘယ်တိုင်ပင်ရောက်နေမှန်းသိမှာမဟုတ်ကိုအရင်ကျွမ်းသွားတဲ့အခါကျရင်တော့ကိုယ်စိတ်ထဲကလည်းဆိုလို့ရတယ်ဗောနော်မဟုတ်ရင် metronome set လေးရှိတယ်အဲ့လိုမျိုးတိုင်ပင်ခေါ်ပြီးတဲ့ set လေးဖွင့်လည်းရတယ်ကဲပြန်ကြည့်ပြကြည့်မယ်2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3နောက်တစ်ခါ1 2 3 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 Okay အဲ့ဒါလေးကိုလေ့ကျင့်ကြည့်ပါ